ဒေါ်ဆန်းစုကြည်ကိစ္စပါအဲ့ဒါဗါလဲဆိုတော့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ကဒေါ်ဆန်းစုကြည်နဲ့တွေ့ခဲ့ပါတယ်ဆိုပြီးတော့သတင်းတွေဒီအပိုင်းထွက်ပါတယ်ဒါတော့အမေရိကမှာနေတဲ့စမ်းမော်ဆိုတဲ့မဆန်းဆောင်မော်ပေါ့အမျိုးသမီးကစပြီးသူ Facebook မှာစတင်ပါတယ်ကျွန်တော်အသေးဖတ်မပြတော့ပါဘူးသူကချီပြီးသားပါသူကစတင်တယ်ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ကဒေါ်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတယ်ဆိုပြီးတော့ပြောတယ်ပြောပြီးတော့အဲ့မှာတွေ့ခွင့်ရပြီးတော့ NUGC page ကပေါ်လာတော့ခွက်ပြောက်ပြီးဘာညာပေါ့ဗျာဒါလေးသူရေးတာစုံတော့ဆိုတော့သူတင်တာကတော့မနေ့ကတင်တာပေါ့နော်ကျွန်တော်တို့ကပြောရင်တော့ငင်းချမ်းရေးဖိုရမ်ပေါ့ဒုတိယမြောက်နေ့ပြတိကျပြောရရင်15ရက်နေ့ဖိုရမ်16ရက်နေ့ပေါ့နော်16ရက်နေ့ပြီးတော့16ရက်နေ့15ရက်နေ့ညပေါ့နော်16ရက်နေ့ညမှာကျွန်တော်တို့ကသတင်းကြားတယ်16ရက်ညငင်းချမ်းရေးဖိုရမ်မှာသတင်းကြားတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့မှာဟိုတယ်မှာညစာစားကြတဲ့အချိန်မှာကျွန်တော်နဲ့တူခြား journalist 3-4ယောက်ရှိပါတယ်ရှိတဲ့အချိန်မှာကျွန်တော်တို့တွေအဲ့မှာပြောကြပါတယ်ဒေါက်တာမျိုးဝင်းနေပြီးတော့လာတယ်လို့ကြားတယ်ဦးသိန်းဦးပါတို့လည်းကြားတယ်เนาะဒါကျွန်တော်ကြားတယ်ဘာကိစ္စလည်းမသိဘူးဆိုပြီးတော့အဲ့နဲ့ NLD ကအဲ့မှာတက်လာတဲ့အချို့တွေကိုမေးတော့သူတို့သိချာမသိဘူးသူတို့စိတ်ဝင်စားနေတယ်ဒါပေမဲ့အဲ့မှာ NLD ရဲ့တယောက်ပြောတော့ဒီဒေါက်တာမျိုးဝင်းကတော့တဲ့ဒေါက်တာမျိုးဝင်းကတော့အရင်တော့မင်္ဂလာတောင်ညွန်းတာမွေမင်္ဂလာတောင်ညွန်းနာမင်္ဂလာတောင်ညွန်းတာမွေလာအဲ့နာတဲ့မင်္ဂလာတောင်ညွန်းပါမင်္ဂလာတောင်ညွန်းနဲ့အဲ့သူအိမ်မှာနေရဲပေါ့ဗျာမြမခုံကြီးအိမ်ဝင်ရအဲ့နာလားအဲ့နာမှာနေတယ်ပေါ့ဗျာကျွန်တော်တင်မလာတော့ကျွန်မနေတယ်တဲ့ဒါပေမဲ့အဲ့ဒီ21ခင်းဖြစ်ပြီးကြတဲ့ကဒေါက်တာမျိုးဝင်းကဒီဘက်ကိုဒီဘောက်တော် sorry ဒီမိုးကောင်းဘက်ကိုပေါ့နော်ရန်ကင်းမိုးကောင်းဘက်ကိုရွှေ့သွားပြီးနေထိုင်ပြီးတော့ရန်ကင်းကအခရာလားဗလားလက်ဖိတ်တိုင်းမှာခဏတော့ထိုင်တာရှိတယ်ပေါ့ဗျာဒေါက်တာမျိုးဝင်းကရန်ကင်းမိုးကောင်းပေါ့မိုးကောင်းဘောက်တော်မိုးကောင်းရန်ကင်းမိုးကောင်းပေါ့နော်အဲ့နာအခရာဆိုလက်ဖိတ်တိုင်းမှာခဏထိုင်တာရှိတယ်အဲ့ကိုတော့တစ်ခါတည်းတော့သူတစ်ခေါက်ရောက်သွားဘူးတော့တွေ့ဘူးလေဆိုတော့သူကတယောက်ကပြောပါတယ်အဲ့ဒီမိတ်ဆွေတယောက်ကပြောပါတယ်ပြောတွေ့တဲ့ခါမှာတော့အငယ်ဒီကောင်းလားကြမ်းမလားမေးချင်မှာအဲ့လိုပြောတယ်ပေါ့တခါပြောပြဒါပေမဲ့ဒေါ်ဆန်းစုကြည်ကိစ္စတွေပါတီကိစ္စတွေကိုဒေါက်တာတမျိုးဝင်ပြောလို့မရခဲ့ဘူးပေါ့နော်ပြောလို့မရဘူးအစတော့ဟလို့မရဘူးပေါ့နော်သူအဲ့လိုမျိုးပြောတယ်တဲ့နောက်တစ်ခုကချိန်ထဲမှာပဲဒေါက်တာတမျိုးရဲ့ဟိုဟာကြပြောတော့ဒေါက်တာတမျိုးကဒုက္ခလေးနဲ့သွားနေရအနေထားတဲ့ဆိုဒီလိုပြောတယ်ဆိုတော့အဲ့တော့ပြောရင်တော့ဒါတယောက်ကပြောနောက်တစ်ယောက်ကျတော့ပြောလဲဆိုတော့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးကမတွဲပါဘူးတဲ့တွဲလို့မရှိပါဘူးတဲ့နော်အခု BBC တို့ကတော့ဖော်ပြနေလို့သာပြောတာဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးကတွဲလည်းမတွဲဘူးရှိစဉ်ကလေးကလည်းမတွဲပါဘူးတဲ့တွဲလည်းမရှိဘူးရုပ်တရက်ကြီးနေပြီးရောက်လာတယ်ဆိုတာမျိုးကလည်းအကြောင်းရှိမှာပေါ့နော်အဲ့တော့ဦးသိန်းဦးနဲ့ဒေါက်တာမျိုးနဲ့မဖြစ်နိုင်ပါဘူးဆိုတော့ပြောတယ် BBC မှာတော့ဖော်ပြတာကတော့ဦးသိန်းဦးကအိမ်မှာပဲရှိပါတယ်ဆိုဦးသိန်းဦးမိသားစုကပြောတယ်အိမ်မှာပဲရှိပါတယ်နေပြီးတော့မသွားခဲ့ပါဘူးလို့ပြောတယ်ဆိုတော့တွေ့ခဲ့တဲ့လူတွေက4ယောက်တွေ့တယ်လို့ပြောတယ်ဒေါက်တာမျိုးနဲ့အတူ4ယောက်ပေါ့ NLD ရဲ့လူ4ယောက်တွေ့တယ်လို့ပြောတယ်ဆိုတော့ဒေါက်တာမျိုးရဲ့ NLD ရဲ့ CEC ဖြစ်နေရှိနေသေးတယ်ဆိုပြီးတော့ပြောတယ်အဲ့တော့တွေ့တဲ့4ယောက်လုံးကဘာအတွက်လာလဲဆိုတော့မြေကောက်ချက်ဆွဲကြတဲ့အခါကျတော့ကျွန်တော်တို့စဉ်းစားတာက NCA မှာဒေါက်တာမျိုးဝင်းကညီတိုင်းကော်မရှင်ဒေါန်ဆောင်စီဆိုတဲ့ထဲမှာညီတိုင်းကော်မရှင်စာပေးစာယူပေါ့နော်စာပေးစာယူဥက္ကဋ္ဌပေါ့နော်စာပေးစာယူဥက္ကဋ္ဌလုပ်ခဲ့တော့ကြည့်ရတာဒေါက်တာမျိုးဝင်းက NCA မှာပါခဲ့တော့ကြည့်ရတာ NCA အတွက်များဖိတ်သလားလို့တွေးကောင်းတွေးခဲ့ကြတယ်ဒါပေမဲ့စဉ်းစားရကောင်းတာတော့နိုင်ငံတော်အဆင့်အရေးပေါ်ကိစ္စအတွက်ဖိတ်ထားမျိုးဆိုရင်ဒေါက်တာတင်မျိုးဝင်းကပွင့်လည်းပြောရင်တော့လူတွေမြင်လာတဲ့နေရာမှာတွားပြီးလက်ဖိတ်တိုင်းမှာထိုင်နေမှာပုံပေါ်ပါဘူးပေါ့နော်ဒါပေမဲ့ဒေါက်တာတင်မျိုးဝင်းလာတော့သိကြသွားတယ်ဦးသိန်းဦးကတော့နေပြီးတော့မတက်ခဲ့ဘူးဆိုတော့ဒါသတင်းမှာနှစ်ခုမှာတစ်ခုကတော့နည်းနည်းလွဲသွားပြီပေါ့နော်ဦးသိန်းဦးမလာဘူးဒါပေမဲ့ဒေါက်တာတင်မျိုးဝင်းလာတာသိကြသွားတယ်ဆိုတော့ဒေါက်တာတင်မျိုးလာတာနေပြီးတော့လာတာဒီအရေးကြီးကိစ္စဖြစ်နိုင်ခြေရှိတယ်ဖြစ်နိုင်ခြေရှိဆုံးကဒေါန်ဆန်းစုကြည်ကိစ္စနဲ့ NCA နှစ်ခုအပြင် plusအခြားကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒါဘာကိစ္စလဲကျွန်တော်မသိပါဘူး။ဒါအဲ့တော့ဒီကိစ္စတွေကတော့မျိုးစုံပြောနေကြရင်ဒေါန်ဆန်းစုကြည်နဲ့တွေ့ခွင့်ရတယ်ဆိုတာမျိုးပြောပြီးတော့ဒေါန်ဆန်းစုကြည်ကျမ်းမာရေးကိစ္စတွေပါပြောကြတာတွေ့တယ်။ဘာလို့ဒေါ်ရုံးကတချိန်တော့လည်းဒေါန်ဆန်းစုကြည်ကျမ်းမာရေးကိုတာဝန်ယူခဲ့ပြီးတော့ပါပါတယ်။ဆိုတော့အဲ့ကြောင့်မလို့သူကကျမ်းမာရေးကြောင့်ဖြစ်နိုင်တယ်ဆိုတော့ပြောကြတယ်ရှိတယ်မျိုးစုံပြောကြတယ်။ဒါပေမဲ့ဘယ်လိုဖြစ်အဖြေကတော့ရှင်းပါတယ်ဒေါန်ဆန်းစုကြည်ကျမ်းမာကြောင်းကိုခေါ်ပြီးတော့ဒေါက်တာမျိုးကိုပြလေသလားလို့တချို့ကပြောကြတယ်ပေါ့နော်။ပြီးတော့ဒီကဒေါန်ဆန်းစုကြည်ရဲ့ဘယ်လိုခေါ်မလဲဘယ်လိုကောမလဲဒီကျွန်တော်ရွေးကောက်ပွဲအလော်မှာဒေါ်ဆန်းစုကြည်နေရမယ့်အနေထားတွေချီနေဒီဒေါ်ဆန်းစုကြည်ရဲ့သတင်းစကားတွေကိုတနေရာနေတစင်တယောက်ကိုများပြချင်တာလားပေါ့နော်ဒါမျိုးဖြစ်စေစဉ်းစားကြဖြစ်တယ်ဒါမဲ့လည်းဘယ်လိုဖြစ်ဒေါက်တာတင်မျိုးဝင်းကဒေါ်ဆန်းစုကြည်နဲ့တွေ့ဖို့ဖြစ်နိုင်ချေဒေါက်တာတင်မျိုးဝင်းကိုယ်တိုင်ကဒေါ်ဆန်းစုကြည်ကိုတွေ့ချင်ပါမလားဆိုတော့တန်တရားရှိတယ်ဆိုတာမျိုးတွေတချို့ကပြောပါတယ်ဘာလို့ပြောလဲဆိုတော့တချို့ဆိုပါတီဝင်တဲ့တချို့ပြောပါတယ်ဘာလို့ပြောလဲဆိုတော့21ခင်းဒေါ်ဆန်းစုကြည်ဖမ်းခံတဲ့အချိန်မှာရှေ့နေနဲ့တွေ့တဲ့အချိန်မှာရှေ့နေတွေကိုဒေါ်ဆန်းစုကြည်ကစကားတစ်ခုပြောခဲ့တာရှိတယ်ပေါ့ဒေါက်တာတင်မျိုးဝင်းကိုမေးလိုက်ပါအမကဘာပြောစရာရှိလဲဆိုတော့မေးလိုက်ပါဆိုပြီးမေးတယ်လို့ကြားပါတယ်အဲ့ဒီအချိန်မှာဒေါက်တာဆန်းစုကြည်ဘက်ကမေးပေမဲ့ဒေါက်တာတင်မျိုးဘက်ကဘာမှပြောစရာမရှိပါဘူးလို့ပြောတယ်ဆိုတော့အဲ့ဒီနှစ်ယောက်ရဲ့အဲ့နှစ်ခုရဲ့ကြားထဲမှာဇလန်လေးတစ်ခုရှိတယ်လို့ကျွန်တော်ကြားဘူးတယ်အဲ့ဇလန်ကမြုပ်နေတယ်ကျွန်တော်မပြောလို့ဘူးဒါကျွန်တော်ပြောမယ်ပိုင်းမဟုတ်ဘူးသက်ဆိုင်ရာကာယကံရှင်တွေပြောမယ်ပိုင်းဖြစ်တယ်ကျွန်တော်ပြောလို့နှစ်ယောက်ကြားမှာတော့ဒေါက်တာတင်မျိုးဝင်းနဲ့ဒေါ်ဆန်းဆန်းစုကြည်ကြားမှာတော့ဒီမြုပ်နေတဲ့ဇလန်လေးတစ်ခုတော့ရှိနေလိမ့်မယ်ဘာလဲတော့ကျွန်တော်မသိဘူးအဲ့ဒါကိုသိချင်လို့များအာနာဝိုင်နဲ့ခေါ်တွေ့သလားဘာလဲဆိုတော့ကျွန်တော်တို့မသိဘူးသို့တော့ဒေါက်တာတင်မျိုးဝင်းနဲ့ဒေါ်ဆန်းစုကြည်နဲ့တွေ့ခဲ့တယ်မတွေ့ခဲ့ဘူးဆိုတာထက်
ဒီတွေးခဲ့သည်ဖြစ်စေမတွေးခဲ့သည်ဖြစ်စေပွင့်လင်းပြောရတော့ဒေါ်ဆောင်စုကြည်အခန်းကဏ္ဍလည်းဒီတိုက်ပြည်မှာတဖြည်းဖြည်းနဲ့မှိမ့်မိန်လာပါပြီNLD ဆိုတာကလည်းတိုက်ပြည်ရဲ့အခင်းချင်းမှာတဖြည်းဖြည်းနဲ့မှိမ့်မိန်နေပါပြီ NUG ဆိုတာကလည်းတဖြည်းဖြည်းနဲ့ခွက်ပြောက်တဲ့ဖွဲ့စည်းဖြစ်လာပါပြီ NUG ဆိုတာတဖြည်းဖြည်းနဲ့သူ့ဟာသူဟိုဘာလို့ဆိုကို1 byte ကိုပြန်ဖောက်ပြီးတော့တဖြည်းဖြည်းမြုပ်လာတဲ့လှေကြီးလိုဖြစ်နေပါပြီဆိုတော့တဖြည်းဖြည်းနဲ့တော့ NUG တို့သွားနေပြီဆိုတော့ကျွန်တော်တို့ကဒီကိစ္စအသိရေးမကြည့်တော့ပါဘူးဒါပေမဲ့သတင်းသမားဖြစ်လို့သာသတင်းကိစ္စအတွက်ကျွန်တော်တို့ပြန်ပြီးရှင်းပြတာဖြစ်တယ်အဲ့တော့တွေးသည်ဖြစ်စေမတွေးသည်ဖြစ်စေသိရေးမကြည့်ပါဘူးပြီးတော့ဒေါ်စန်းသူကြည်ရဲ့သားနဲ့တွေ့ဖို့ကိစ္စတွေများဖြစ်နိုင်သလားဆိုတော့လည်းစဉ်းစားကြရဖြစ်တယ်ပေါ့နော်ဒေါ်စန်းသားရှိကိုသတင်းစကားတစ်ခုပါချင်တာလားဘာလို့ဒေါ်စန်းသားကလည်းအသေးအတန်ဒေါ်စန်းသူကြည်နဲ့တွေ့ခွင့်ရဖို့တောင်းဆိုတာတွေတိုင်ရုံးဝါတွေဆိုပြောတာတွေမီဒီယာနေအော်တာတွေမျိုးစုံလုပ်နေတဲ့ခါကျတော့ဒေါ်စန်းသူသားရှိကိုသတင်းစကားတစ်ခုပါချင်လို့များလားစသဖြင့်ပေါ့ဒါတွေလည်းမျိုးစုံစဉ်းစားကြဖြစ်တယ်ပေါ့နော်လောဆိုတော့ဒေါ်စန်းသူကြည်ဒီရေးစစ်ရှိတယ်ဆိုတော့ကျွန်တော်ချမ်းမြင်သိထားပါတယ်ဆိုတော့ဒါကဒေါ်စန်းသူကြည်ရဲ့ဒေါ်ဒီမျိုးဝေးတွေ့ခဲ့သလားမတွေ့ခဲ့သလားဆိုတော့စဉ်းစားချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောပြတာပါเนาะဒါကတစ်ချက်